ဘာလို့ရောက်ခွေဆိုလို့ရှိရင်ဒီရေပလင်းလေးကိုမြင်မှုကြပါပါပလင်းလေးရဲ့တေးသေးလေးတုံးရင်လည်းဆက်နှဲငယ်ပဲတုံးတယ်ဒါပေမဲ့ဒီရေလေးကကော်တီတစ်ခွက်ရတာကိုအများကြီးပြောင်းလဲပေးနိုင်ပါတယ်အဲ့ဒီပလင်းလေးတွေကတော့ bitter ကြီးပါဒါဆိုရင် bitter ဆိုတာဘာလဲဘာနဲ့လှုပ်ထားရလဲဘာကြောင့်ကော်တီတွေကိုအဆက်နှဲငယ်ပဲထည့်ရဒီနေ့ဗီဒီယိုမှာတော့ဘာ industry တွေမဟုတ်တဲ့လူတွေလည်းနားလည်နိုင်အောင်လို့ကျွန်တော်ရိုးရှင်းလေးနဲ့ bitter အကြောင်းပြပြပေးမယ်မင်္ဂလာပါဗျာဒီ channel မှာတော့ဘာတနာတယောက်အနေနဲ့သိထားတဲ့ကော်တီနဲ့ဘာ knowledge တွေကိုလူတိုင်းနားလည်လွယ်အောင်လို့ကျွန်တော်ရိုးရှင်းလေးနဲ့တင်ဆက်မျှဝေပေးနေပါတယ်ဒါကြောင့် like and follow မလုပ်ရသေးရင်လည်းလုပ်ပေးကြပါဦးခင်ဗျာပြီးခဲ့တဲ့ဗီဒီယိုမှာတော့ old fashion ကြောင့်ပြောခဲ့ပြီးပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ old fashion ထဲမှာထည့်သုံးတဲ့အရေးကြီးဆုံး ingredient တစ်ခုဖြစ်တဲ့ bitter အကြောင်းကိုပြောပြကြအောင်bitter ဆိုတာဘာလဲဆိုတဲ့အရာကိုအရင်ဆုံးကျွန်တော်ပြောပြမယ် bitter ဆိုတာကအရသာရဲ့အနံ့နေပါတဲ့အပင်တွေအမြစ်တွေအမွှေးကြိုင်တွေအသီးနှံတွေအဲ့လိုစတဲ့အရာတွေကိုအရက်ထဲမှာစိမ်ပြီးတော့သူတို့ရဲ့အနံ့နဲ့ရတာတွေကိုထုတ်ယူရတယ်အရည်တစ်မျိုးဖြစ်ပါတယ်ဒါကြောင့်မို့လို့ bitter မှာကခါးရရတာရှိတယ်ဒါပေမဲ့ကောက်တေးထဲမှာကျတော့ bitter ကိုခါအောင်လုပ်ဖို့အတွက်တီးတံပဲထည့်ရမှာမဟုတ်ပါဘူးအဓိကကတော့ကောက်တေးရဲ့ရတာတွေကိုပိုကောင်းအောင်လုပ်ဖို့အနံ့တွေပိုမွှေးအောင်လုပ်ဖို့နဲ့အရသာကိုပိုပြီးတော့ပြည့်စုံအောင်လုပ်ဖို့အတွက်ထည့်ရပါဥပမာဟင်းချက်တဲ့အခါမှာစားကိုအများကြီးထည့်ကြမလို့ပဲနည်းနည်းလေးထည့်ရတာကဟင်းရဲ့ရတာကိုအများကြီးပိုပြီးတော့ကောင်းသွားသေးရမလား bitter ကလည်းကောက်တေးမှာအဲ့လိုပါပဲပမာဏနည်းပေမဲ့အကျိုးသက်ရောက်မှုကအရန်ကိုကြီးပါတယ်ဒါဆိုရင်တစ်ခုပေါ်လာတယ်။ဘာလို့ကောက်တေးထဲမှာဒီလောက်ရေးကြီးရဲ့ရောက်အများကြီးမထည့်ရလဲ။အကြောင်းရတော့ bitters ကအနက်အရသာတွေအရန်ပြင်းပြီးတော့ concentrate ဖြစ်တဲ့အတွက်ကြောင့်ပါ။တစ်စက်နှစ်ဆက်သုံးဆက်လောက်နဲ့တင်ကိုကောက်တေးတစ်ခွက်ရတာကိုအသီးသီးစားပြောင်းလဲပြနေပါတယ်။အများကြီးထည့်ရတယ်ဆိုရင်တော့ခါရရတာအရန်ပြင်းသွားပြီးတော့ကောက်တေးတစ်ခွက်လုံးရတာကိုဖုံးလွှမ်းသွားနိုင်ပါတယ်။ဒါကြောင့်မို့လို့ဘာတနာတွေက bitters ကိုအများအပြားအဆက်နှင်းငယ်နဲ့ချိန်ပြီးသုံးမျိုးတတ်ကြပါတယ်။အလွယ်ပြောရမယ်ဆိုရင် bitters ကကောက်တေးရဲ့အဓိကရတာမဟုတ်ဘူး။ကောက်တေးရဲ့ရတာတွေကို balance ဖြစ်သွားအောင်ညှိပြီးရတာမျိုးပါbitters ကဒီနေ့ခေတ်ကောက်တေးမှာပေါ်လာတာတော့မဟုတ်ပါဘူး။ဖိုးရင်ခေတ်တွေမှာဒီလိုခါတဲ့အပင်တွေအမွှေးကြိုင်ပြီးတိတ်တိတ်ပူတွေကိုရက်နဲ့စိမ်ပြီးတော့ကျန်းမာရေးတက်တောက်တဲ့ဆေးဘက်ဝင်ရည်တစ်မျိုးအနေနဲ့အသုံးပြုခဲ့ကြပါတယ်။အဓိကအဖြစ်တော့အစာကြည်အောင်နဲ့ digestion နဲ့ပတ်သက်တဲ့ယောဂတွေမှာအသုံးပြုတာပေါ့နော်။နောက်ပိုင်းမှာကျတော့လူရဲ့ဒီဆေးရည်တွေကိုတောက်ဆရာရည်နဲ့ရောဆက်တောက်သုံးလာကြပြီးတော့ကောက်တေးကချာတိုးတက်လာတဲ့များအဲ့ဒီ bitters ကလည်းကောက်တေးမှာထည့်ရေးကြီးပစ္စည်းတစ်ခုအနေနဲ့ပါဝင်လာခဲ့ပါတယ်။ဒါကြောင့်မို့လို့ဒီနေ့ကျွန်တော်တို့ကောက်တေးမှာနည်းနည်းစီပဲထည့်နေတဲ့ bitters ရဲ့နောက်ွယ်သမိုင်းကြောင်းကတော်တော်လေးကိုရှိပါတယ်bitter ဆိုတာကလည်းတစ်မျိုးလေးရှိရမဟုတ်ပါဘူးမျိုးစားတွေအများကြီးရှိပေမဲ့ဒီနေ့ကျွန်တော်နားလည်လွယ်အောင်လို့၃မျိုးပဲခွဲပြီးပြပြမယ်ပထမတစ်မျိုးကတော့ spice and aromatic bitter ပါဥပမာတစ်ခုအနေနဲ့ angostura bitter လိုမျိုးကဒီမျိုးစားတွေမှာတော်တော်နာမည်ကြီးရတယ်ပါပါတယ်အပင်တွေရဲ့အခောက်တွေအမွှေးကြိုင်တွေတိတ်တိတ်ဖူတွေနဲ့ပေါင်းဆက်ပြီးပြုလုပ်ထားပြီးတော့ old fashion နဲ့ manhattan လုံးကောက်တွေမှာအများကြီးသုံးများပါတယ်ကျွန်တော် angostura bitter နဲ့ပတ်သက်တဲ့အကြောင်းကိုလည်းနောက်ထပ်ဗီဒီယိုတစ်ခုအနေနဲ့တည်တံ့လုပ်ပြီးမှမလို့စောင့်ကြည့်ပေးကြပါဦးခင်ဗျာဒုတိယတစ်မျိုးကတော့ citrus ရဲ့အနံ့ရတာပါတဲ့ bitters ပါဥပမာအနေနဲ့ orange bitter ပါသူကဂျင်းနဲ့ပြုလုပ်တဲ့ကောက်တွေနဲ့တော်တော်လေးကိုလိုက်ပါတယ် old fashion ရဲ့ modern recipe မှာလည်းနောက်ပိုင်းသုံးပြလာတာကိုတွေ့ရပါတယ်နောက်ထပ်တစ်မျိုးကတော့ flavor bitter တွေပဲဖြစ်ပါတယ်ဥပမာအနေနဲ့ peach bitter, chocolate bitters, coffee bitters, cherry bitters, spice bitters စသဖြင့်အမျိုးမျိုးရှိရပေါ့နော်တကယ်ကြတော့ဒီနေ့ခေတ်မှာဆိုရင်ဘေးရနေမဆိုတော့ bitter ပြုလုပ်နိုင်တယ်လို့ပြောလို့ရပါတယ်တီးအပင်တွေအမွှေးကြိုင်တွေ coffee, chocolate ပန်းစတဲ့အရာတွေကိုရက်နဲ့စိမ်ပြီးတော့သူတို့ရဲ့အနံ့နဲ့ရတာကိုထုတ်ယူတာပေါ့နော်ဒါကြောင့်မို့လို့ဘာတနာတယောက်ကကောက်တေးတစ်ခွက်ကရတာကိုပိုပြီးထူးခြားအောင်လုပ်ချင်တဲ့အခါဒါမှမဟုတ်ကိုယ်တိုင် creation ကောက်တေးလုပ်တဲ့အခါမှာ bitters မျိုးမျိုးကိုကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်ပြီးတော့အသုံးပြုလို့ရတယ် customize လည်းကိုယ်တိုင်စိတ်ကြိုက်လုပ်ပြီးတော့လည်းအသုံးပြုလို့ရတယ်ပေါ့နော်ချို့ဆိုရင် homemade bitters လုပ်ကြတယ်အခုအရေးကြီးဆုံးပိုင်းအောင်ရောက်လာပြီ bitter ကကောက်တေးတစ်ခွက်ကိုပါလုပ်ပေးရတယ်အဓိက၃ခုရှိပါတယ်ပထမတစ်ခုကကောက်တေးရဲ့အရသာကို balance ပြအောင်လုပ်ပေးရပါကောက်တေးထဲမှာချိုရာရမ်းများသွားရင်အခါလေးနည်းနည်းထည့်ပြီးတာကချိုရဲရတာကိုထိမ့်မိနိုင်ပါတယ်ဒုတိယကအရသာကိုပို့ပြီးတော့ပြည့်စုံအောင်လုပ်ပေးရပါကိုသုံးချင်တဲ့အရက်တစ်မျိုးထဲမှာမရှိရဲအပင်ရတာတွေအသီးရတာတွေအမွှေးကြိုင်တွေကိုရတာအရန်အချိုမကဲလုံးပါပဲနဲ့ထပ်ပြပြီးနိုင်ပါတယ်တတိယအနေနဲ့ကတော့အနံ့ပိုကောင်းလာအောင်လုပ်ပေးရပါကောက်တေးကိုတောက်တဲ့အခါမှာရှာနဲ့ခံစားရတဲ့အရသာတစ်ခုလေးနဲ့မဟုတ်ပါဘူးနှာခေါင်းနဲ့ခံစားရတဲ့အနံ့အရောကလည်းအရင်ကရေးကြည့်ပါတယ် bitters ကအဲ့ဒီအနံ့ပိုင်းကိုမှထပ်ပြီးတော့ဖြည့်ပေးနိုင်ပါတယ်ဒါကြောင့်မို့လို့ပလင်းရသေးသေးလေးသုံးတဲ့ပမာဏနည်းနည်းလေးဆိုရမယ်ကောက်တေးတစ်ခွက်ပေါ်မှာတက်ရောက်မှုကတော့အတော်ကြီးပါတယ် PFV မှာပြောခဲ့တဲ့ old fashion နဲ့ပတ်သက်ပြီးကျွန်တော်ပြန်ပြီးဥပမာပေးမယ် old fashion မှာ whisky ကအဓိကရန်တကြားချိုးရဲရတာကိုပြီးတယ်ဂျီကကြတော့အရက်ကပြင်းအောင် short ချပြီးတယ်ပြီးကြတော့ bitters ကအရသာတွေကိုပို့ပြီးတော့တစ်ခုနဲ့တစ်ခု balance ဖြစ်အောင်လို့ချိတ်ဆက်ပေးပါတယ်ဒါကြောင့်မို့လို့ old fashion မှာ bitters ဆိုပိုင်းတောက်လို့မရအောင်ဆိုတာမဟုတ်ပေမဲ့ကျွန်တော်တို့သိထားတဲ့ classic old fashion ရဲ့မူရင်းအရသာနဲ့ character ကတော့မပြည့်စုံတော့ပါဘူးဒါကြောင့်မို့လို့နောက်တစ်ခါမှာဘားကိုသွားတဲ့အခါမှာဒီပလင်းတေးသေးလေးကြီးကဘာလို့တာလဲဆိုတော့ကိုယ့်ကိုတွေးမိရဆိုလို့ရှိရင်အဲ့ဒါကကောက်တေးအရသာကိုညှိပြီးတယ်အနံ့တွေကိုပိုကောင်းလာအောင်လုပ်ပြီးတယ်ကောက်တေးတစ်ခွက်ကိုပို့ပြီးတော့ပြည့်စုံအောင်လုပ်ပြီးဆိုတာကိုသိထားလို့ရပါပြီဒါကြောင့်ဘာဒနာတယောက်အတွက် bitter ဆိုတဲ့အရာပမာဏနည်းပေမဲ့အရန်ကိုရေးကြီးတဲ့ ingredient တစ်ခုပဲဖြစ်ပါတယ်ဒီလိုမျိုးဘာနဲ့ကောက်တေး knowledge တွေကိုလွယ်နားလည်နိုင်အောင်ရိုးရှင်းရှင်းလေးနဲ့ set ပြီး sharing လုပ်ပေးအောင်မလို့ကျွန်တော် follow လုပ်ပေးပါကြပါဦးခင်ဗျာကျွန်တော်ကတော့ Sammy ပါအားလုံးကျေးဇူးတင်ပါတယ်